အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်တောင်ကြီးမြို့မရောက်ခင်အေးတာယာ Sunset Wine Garden Restaurant ကိုရောက်နေတာပါဒါကတော့စိုင်ဘော်တက်ကလမ်းကြီးလိုက်တာနဲ့တက်ရှိပကြီးကတစ်ချက်လိုလှပနေတဲ့စပြေးချံရဲ့ရေကန်တဲ့စပွဲဝိုင်းနေရရဲ့မြင်ရတာတော်လေးကြည်နူးဖို့ကောင်းပါတယ်ဒါကတော့ဘားကောင်းတာနေရပါဒါလေးတွေကတော့ဝိုင်းတူလောင်နဲ့စီပုံစံနားနေစရာဆိုဝဲဝိုင်းနေရာတွေပါကျွန်တော်တို့မှာထားတဲ့ Moscato White Wine နဲ့ရွက်ကြော်လေးတွေပါဒါကတော့ Chicken Steak လေးပါအရင်ဆုံး Chicken Steak လေးကိုဝိုင်းလေးနဲ့မြည်ပါမယ်ချက်သားကနူးဤပြီးတော့သူ့ရဲ့အချိုရသာလေးကိုရပါတယ်လိမ္မော်နဲ့လိုက်ချီနဲ့တင်းတင်းလေးနဲ့ Moscato Wine လေးကလည်းတောက်လိုက်တာနဲ့ချိုမြိန်ပြီးပြည့်စုံတဲ့ရသာလေးကိုရပါတယ်ဒါကတော့အေးသာယာစပြေးချင်ရဲ့အထင်ကြီးဟင်းပွဲတစ်ခုဖြစ်တဲ့စပြေးရွက်လိတ်ဖိတ်သားဟင်းကိုပါဆယ်မှာထားတာပါတစ်ခုမြည်ကြည့်ပါမယ်သူ့ရတာစပြေးရွက်လိတ်လေးကိုဝါလိုက်တာနဲ့အထက်ကဟင်းခက်အမွှေးကြိုင်နေနဲ့ပေါင်းဆက်ထားတဲ့ဖိတ်သားရဲ့အစိတ်ရတာလေးကိုရပါတယ်စိတ်စိတ်ငုံငွေလေးနဲ့စားလို့ကောင်းပါတယ်ဒါကတော့ကျွန်တော်တို့ထိုင်တဲ့နေရာကနေကြည့်လိုက်တာနဲ့ဟိုးမှာစပြေးချင်နဲ့ဒီဘက်ကရှူရင်းတွေကိုမြင်နေရပါတယ်ဝိုင်လေးတောင်ရင်စပြည့်ချံကြီးကိုမြင်ရတဲ့ feeling ကတော့အရန်ကိုမိုက်ပါတယ်ညနေဆောင်သွားပြီဆိုတော့စပြည့်ချံဘက်ကိုသွားကြည့်ပါမယ်နေဝင်စည်းစာကိုစပြည့်ချံအလားနဲ့တွဲပြီးတော့ခံစားရတာတအားကြည်နူးဖို့ကောင်းပါတယ်စပြည့်ချန်တဲ့ကိုလမ်းစိမ့်လျှောက်ပါမယ်ညနေဆောင်လို့တဖြည်းဖြည်းနဲ့မှောင်စပြိုးလာပါပြီဒါတော့အေးတာယာရဲ့ special ထမင်းကြော်မှာထားတာပါသူဟာပိုးရှင်းလဲများသလိုအထဲမှာကနန်းတွေပြုစုံနေချက်သားတွေပတ်ပါတယ်သူရတာလဲတော်တော်လေးစားလို့ကောင်းပါတယ်ဒါကတော့ Sunset Wine Garden ရဲ့ညဘက်ရှုခင်းလေးပါကျွန်တော်လိုပဲအစားတောက်ကောင်းတွေကိုစားတောက်ရင်အေးဆေးချေးကျင်နေဆိုရင်တော့အေးတာယာ Sunset Wine Garden Restaurant စီကိုတွားကြည့်ဖို့ recommend ပေးလိုက်ပါတယ်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ